အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောပြချင်တယ်။ဘာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုဆိုရင်လူငယ်တွေကလူလက်ပိုင်းတွေကနိုင်ငံခြားကိုထွက်ဖို့အတွက်ကိုလုံးပန်းနေကြတယ်၊စ조사နေကြတယ်။ဒါကတော့အကြောင်းအရာမျိုးမျိုးကြောင့်ဖြစ်တယ်။ဆိုတော့ကျွန်တော်ကဒီလိုမျိုးနိုင်ငံခြားကိုထွက်တဲ့အပေါ်ကိုကျွန်တော်ကအပြစ်တင်တာမဟုတ်ဘူး၊ဝေဖန်တာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ခုသိထားရမှာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးစစ်တွေကဒါကျွန်တော်တို့မြန်မာနိုင်ငံကိုစွန့်ခွာပြီးတော့အခြားနိုင်ငံကိုသွားဖို့အတွက်ကိုကျွန်တော်တို့စ조사နေကြတယ်လုံးပန်းနေကြတယ်လူငယ်ပိုင်းတွေကလူလက်ပိုင်းတွေတော့ဒါပေမဲ့တစ်ဖက်မှာကြတော့လေကျွန်တော်တို့မြန်မာနိုင်ငံထဲကိုအသေးအတန်ဝင်မှုစ조사နေတဲ့သူတွေဆိုတာလည်းရှိကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံထဲကိုဝင်ကျင်လွန်းလို့ကျွန်တော်တို့ရဲ့မြန်မာစာတွေကိုအသေးအတန်သင်ပြီးတော့သူတို့ဝင်မှုအတွက်ကိုစ조사နေကြတယ်အဲ့ဒါကဘေးမှာလဲဆိုရင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကစစ်ရှောင်စခန်းတွေမှာဘင်္ဂါလီပေါင်း2တန်းကျော်ကကျွန်တော်တို့မြန်မာနိုင်ငံထဲကိုဝင်ဖို့အတွက်ကိုအသေးအတန်လုံးပန်းနေတယ်ဒီလိုမျိုးဝင်ရဖို့အတွက်ကိုကျွန်တော်တို့မြန်မာစာတွေကိုအသေးအတန်သင်နေတယ်ဒီလိုမျိုးမြန်မာစာတွေသင်အောင်လဲဘယ်သူတွေကထောက်ပံ့ပေးထားလဲ support ပေးထားလဲဆိုရင် Western country တွေကဖြစ်တယ်အနောက်နိုင်ငံတွေကဖြစ်တယ်ဒီအနောက်နိုင်ငံတွေကဒီဘင်္ဂါလီတွေကိုကျွန်တော်တို့မြန်မာနိုင်ငံထဲကိုအလုံးရင်းနဲ့ဝင်ဖို့အတွက်ကိုသူတို့နောက်ကနေ support ပေးတယ်post လုပ်နေတယ် push လုပ်နေတယ်သူတို့ကလည်းကျွန်တော်တို့မြန်မာနိုင်ငံထဲကိုဝင်ပြီးတော့နိုင်ငံသားဖြစ်ရေးကျွန်တော်တို့မြန်မာနိုင်ငံထဲကနေမြေတွေရရှိရေးကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားစည်းနှဲကိုအတိမတ်ပြုရေးအတွက်ကိုသူတို့အသေးအံစ조사နေတယ်ဒါကြောင့်မလို့သူတို့ကမြန်မာစာတွေကိုအသေးအံသိနေတယ်သူတို့မြန်မာစာသင်နေဆိုတာကမြန်မာစကားကိုချစ်လို့သင်ကြားခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံထဲကိုဝင်ရဖို့အတွက်ငါတို့ကမြန်မာစကားတတ်တယ်ငါတို့ကမြန်မာလူမျိုးဖြစ်တယ်ဆိုတော့ငါတို့ကိုမြန်မာလူမျိုးအဖြစ်အတိမတ်ပြုပေးရမယ်ငါတို့ကိုမြန်မာနိုင်ငံထဲမှာနေမြေပေးရမယ်ဆိုတော့ဒီသူတို့ရဲ့ရည်ရွယ်ချက်တွေကြောင့်ဒီမြန်မာစာကိုသင်ကြားနေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ကတော့နိုင်ငံခြားကိုထွက်ဖို့အသေးအံလုံးပန်းနေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့မြန်မာနိုင်ငံလေးကိုအသေးအံဝင်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုသိထားရမယ်အခုကျွန်တော်ကဒီစကားကိုဘာဖြစ်လို့ပြောရတာလဲဆိုရင်ကျွန်တော် post တစ်ခုတွေ့လိုက်တယ် Facebook မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံနဲ့ဒီလို post တွေဆိုတာလည်းခဏတိုင်းတွေ့ရတယ်ဘာလဲဆိုရင်မြန်မာနိုင်ငံလေးကိုလုံးဝဗျမ်းမလာကြပါနဲ့ဆိုတဲ့ post တွေမြန်မာနိုင်ငံထဲကလူငယ်တွေနိုင်ငံခြားကိုအမြဲဆုံးထွက်တင်နေဆိုတဲ့ post တွေဒီလို post တွေဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံကိုအစိတ်ခတ်နေတဲ့သတင်းတွေဖြစ်တယ်ကျွန်တော်တို့မြန်မာလူငယ်တွေကိုအစိတ်ခတ်နေတဲ့သတင်းတွေဖြစ်တယ်ကျွန်တော်တို့ရဲ့မြန်မာလူငယ်တွေရဲ့စိတ်ထဲမှာနိုင်ငံကိုစွန့်ခွာပြီးတော့နိုင်ငံခြားကိုပဲအထင်ကြီးအောင်နိုင်ငံခြားကိုပဲထွက်အောင်လို့မလို့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဘယ်သူမှမကြံတော့အောင်လို့မလို့ဒီလူငယ်တွေကိုဒီ mindset တွေရိုက်သွင်းပြီးတော့ဒီစိတ်တွေဖြစ်နေအောင်လူငယ်တွေရဲ့စိတ်ထဲမှာဒီစိတ်တွေဖြစ်နေအောင်မလို့ဒီလိုမီဒီယာတွေကဒီလိုမျိုးစကားတွေဒီလိုမျိုးစာတွေရေးနေခြင်းဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရကဒီနေရာမှာအရန်အားနေတဲ့မီဒီယာကိုအသုံးပြုပြီးတော့လူငယ်တွေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကိုစိတ်အားထက်သန်အောင်စိတ်တက်ကြွအောင်လုပ်ဖို့သူတို့စိတ်ကူးမရှိရလားမလုပ်ထက်တာလားတော့မသိဘူးဒီအရာတွေအရန်အားနေတယ်ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုရင်အားလုံးလည်းသိကြလိမ့်မယ် BBC တို့ VOA တို့ RFA တို့ARD တို့ဒီစတဲ့ Western country တွေ Western country တွေကနေပြီးတော့ control လုပ်ထားတဲ့ media တွေဆိုရင်ဘေချိန်တုန်းကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကောင်းကြောင်းဆိုရင်တင်ပေးလို့လဲဘေချိန်တုန်းကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရိုးရအစင်လာတွေဆိုရင်တင်ပေးလို့လဲသူတို့တင်ပေးတယ်ဆိုသူတို့တင်တာကဘာလဲဆိုရင်မြန်မာနိုင်ငံကိုဘေးနိုင်ငံက session ချလိုက်တယ်ဘေးနိုင်ငံကပိတ်ဆို့လိုက်တယ်မြန်မာနိုင်ငံကိုဘေးနိုင်ငံကတော့မကောင်းတဲ့နိုင်ငံဖြစ်စီးရင်သွင်းလိုက်တယ်ဒီလိုသတင်းချက်လက်တွေဆိုရင်သူတို့ကတင်ပေးတယ်ပြီးရင်စစ်တပ်နဲ့ပြည်သူနဲ့ရန်တိုက်တဲ့သတင်းတွေတင်တယ်စစ်တပ်နဲ့အစိုးရနဲ့ပြည်သူနဲ့ရန်တိုက်တဲ့သတင်းတွေပဲတင်တယ်ဒီလိုပြောလို့ကျွန်တော်က I'm not second the military ကျွန်တော်စစ်တပ်ကိုဘောမနေရမဟုတ်ဘူးကျွန်တော်တို့ရဲ့မြန်မာပြည်သူတွေအထူးသဖြင့်ကျွန်တော်တို့ရဲ့မြန်မာလူငယ်တွေရဲ့ mindset တွေကဒီလိုမျိုးအခြားနိုင်ငံတွေ control လုပ်ထားတဲ့ media တွေရဲ့သတင်းအစိတ်တွေဝါဒမိုင်းတွေကိုမမိစေချင်တာကျွန်တော်တို့ရဲ့လူငယ်တွေကိုအဲ့လိုမမိစေချင်တာဗျာကျွန်တော်တို့ကအုံနောက်ရှိတယ်ကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့ကျွန်တော်တို့တွေးကြည့်လို့ရတယ်သူတို့တင်နေသမျှ post ရဲ့69ရာခိုင်နှုန်းကကျွန်တော်တို့မြန်မာပြည်သူတွေနဲ့အစိုးရနဲ့ရန်တိုက်တယ်ကျွန်တော်တို့မြန်မာပြည်သူတွေနဲ့စစ်တပ်နဲ့ရန်တိုက်တယ်မှန်တဲ့အရာကိုမှန်တယ်ပြောတယ်ဆိုရင်ကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်ပြည်သူနဲ့စစ်တပ်နဲ့ကိုပဲရန်တိုက်တယ်ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်ပြည်သူနဲ့အစိုးရနဲ့ကိုပဲရန်တိုက်တယ်ဒီလိုမျိုးစကားတွေဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်တွေကိုအစိတ်ခန့်နေတာဖြစ်တယ်ကျွန်တော်ဒီလိုပြောတဲ့အချိန်မှာမင်းကဘာသိလို့လဲမင်းကဘာတက်လို့လဲလို့ပြောရင်ပြောလိမ့်မယ်ကျွန်တော်ကဟုတ်တယ်ဘာမှလည်းမသိဘူးဘာမှလည်းမတက်ဘူးဒါပေမဲ့ကျွန်တော်ပြောတဲ့အရာနဲ့အပြစ်မှပြက်နေတဲ့အရာနဲ့ကိုယ်တိုင်သုံးသက်ကြည့်လို့ရတယ်ကျွန်တော်တို့ရဲ့မြန်မာပညာရေးစနစ်မှာတော့ကျွန်တော်တို့တုန်းကတော့မပါခဲ့ဘူး 5C 5CS အဓိကတော့ critical thinking
ဒီတင်ညွှန်းညွှန်းတဲ့နေ့မှာဒီအကြောင်းအရာတွေမပါခဲ့ဘူးမပါခဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ generation တွေအများစုကတရင်တစ်ခုဆိုရင်သူများပြောတဲ့အတိုင်းချက်ချင်းယုံလိုက်တယ်သူများကဘာပြောလဲချက်ချင်းယုံတယ်ကျွန်တော်တို့ကတကယ်တမ်းဆိုရင် critical thinking ကိုကောင်းကောင်းသုံးချတတ်ရမယ်ဒီသတင်းကဘယ်လိုမျိုးမီဒီယာကလာတာလဲအခြေမြစ်ကိုရှိရလားဒီသတင်းကဘယ်လိုရည်ရွယ်ချက်နဲ့လွှတ်တာလဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကအကုန်လုံး license ပြီးမှဒီသတင်းတစ်ခုကိုယုံတင်တယ်အခုကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရောလူကြီးတွေရောအားလုံးကသတင်းတစ်ခုပေးလိုက်တာနဲ့ဒီပေးတဲ့သတင်းကိုချက်ချင်းယုံတယ်ချက်ချင်းယုံပြီးတော့သူတို့ထဲလိုက်တဲ့ဝါဒမိုင်းသူတို့ထဲလိုက်တဲ့ဒီသတင်းအစိတ်အတိုင်းပဲယုံပြီးတော့ပြည်သူတွေကအခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအားလုံးနှိပါးကဆိုရင်လည်းဒီလိုမျိုးအစိတ်ခက်တဲ့သတင်းတွေဒီလိုမျိုးဝါဒမိုင်းတွေကိုပဲယုံကြည်နေကြတယ်ဆိုတော့ကျွန်တော်ပြောချင်တာကလူတွေမှာကောတလိမ့်ဆန်တွေမှာကောကခေါင်းထဲမှာအုံနောက်ဆိုတာပါလာတယ်ဆိုတော့ပါလာတဲ့အုံနောက်ကိုကျွန်တော်တို့ကဟုတ်လားမဟုတ်လားမှန်လားမမှန်လားဖြစ်တဲ့မဖြစ်တဲ့စတဲ့ခွဲခွဲခြားခြားသုံးသပ်နိုင်တာကိုလူလို့ခေါ်ပြီးတော့ပါလာတဲ့အုံနောက်ကိုခေါင်းထဲမှာပဲထားတယ်ပြီးရင်သူများပြောတာယုံသူများပေးတာယုံသူများကြွေးတာစားသူများခိုင်းတာလို့ဆိုရင်ဒါတလိမ့်ဆန်ပဲဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဆိုရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကလူငယ်တွေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုအစိတ်ခတ်ခြင်းနဲ့သတင်းစိတ်ခတ်ခြင်းနဲ့နိုင်ငံတွေလူမျိုးခြားတွေဘာသာခြားတွေဆိုတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဒါကိုသိထားပေးပါကျွန်တော်ပြောတာကယုံရမယ်လို့မပြောဘူးကိုအပြင်မှာဖြစ်နေတဲ့အရာတွေနဲ့ချင့်ချိန်ပြီးတော့သုံးသပ်ပြီးတော့ပြန်တွေးကြည့်ကြည့်ပါပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံဆိုတာကဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဆိုရင်ဝိုင်းပြီးတော့တိုက်ခိုက်ကြတယ်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဘာအစင်လားဘာတလေးထုံးတမ်းမှလုံးလို့မရအောင်လုံးတာနဲ့တိုက်ပြီးတော့တိုက်ခိုက်ကြတယ်ဘာသာခြားတွေကလည်းတိုက်ခိုက်တယ်လူမျိုးခြားတွေကလည်းတိုက်ခိုက်တယ်နောက်တစ်ခုကဘာသာခြားအမိခံပြီးတော့ဒီဘာသာခြားအမိခံတဲ့ post တွေ page တွေ group တွေရှိတယ်ဆိုတော့အဲ့ဒီ page တွေ group တွေကိုဝင်ကြည့်လိုက်ဘာသာခြားအမိခံတဲ့ page တွေ group တွေရဲ့တင်ထားတဲ့ post 69%ကဗုဒ္ဓဘာသာကိုတိုက်ခိုက်တဲ့ post တွေဗုဒ္ဓဘာသာကိုအပြစ်တင်တဲ့ post တွေဖြစ်တယ်ဒါကဘာသာခြားလားဘေးဘာသာခြားကဗုဒ္ဓဘာသာကိုတီးတက်တိုက်ခိုက်တာရှိလဲပြောချင်တာကဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ဗုဒ္ဓဘာသာကိုဝိုင်းပြီးတော့တိုက်ခိုက်ခံနေရတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်နောက်တစ်ခုကအရေးကြီးဆုံးကဘာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဗုဒ္ဓဘာသာကိုလူငယ်တွေထဲမှာဗုဒ္ဓဘာသာကိုအယံလေးထားတဲ့လူငယ်တွေဗုဒ္ဓဘာသာကိုအယံတန်ဖိုးထားမျက်နှိုးတဲ့လူငယ်တွေဗုဒ္ဓဘာသာနဲ့ပတ်သက်လာပြီဆိုရင်အယံအလေးထားတဲ့လူငယ်တွေရှိတယ်အဲ့လိုလူငယ်တွေကိုအခုပြည်ပမီဒီယာတွေဘာသာခြားမီဒီယာတွေကဘလို့ဝါဒမိုင်းတိုက်ထားလဲဘလို့တရင်စိတ်ခတ်ထားလဲဆိုရင်အဲ့လိုမျိုးလူငယ်တွေကဗုဒ္ဓဘာသာကိုအလေးထားတာနဲ့ဒီကောင်ကမဘာသာဒီကောင်ကစစ်တပ်ရဲ့ဘုံမှဆိုတဲ့ဝါဒမိုင်းတွေနဲ့ရိုက်သွင်းထားတယ်ရိုက်သွင်းပြီးတော့ဒီလိုလူငယ်တွေဘာသာရေးနဲ့ပတ်သက်ပြီးတော့မလုံရဲအောင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အလေးမထားရဲအောင်ဒီလိုမျိုးဝါဒမိုင်းတွေဒီလိုမျိုးတရင်အစိတ်တွေကိုခတ်ထားတယ်ဆိုတာကျွန်တော်သိစေချင်တယ်ဆိုတော့ကျွန်တော်အဓိကပြောချင်တာကကျွန်တော်ပြောသမျှကိုယုံစရာမလိုဘူးကျွန်တော်ကဘာကောင်ကြီးမှလည်းမဟုတ်ဘူးကျွန်တော်ဘာတက်မှလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောတဲ့အရာတွေနဲ့အပြင်မှာဖြစ်နေတဲ့အရာတွေနဲ့ဟုတ်လားမဟုတ်လားတကယ်မှန်းနေလားဆိုအောင်သုံးသက်ကြည့်စေချင်တယ်